洗い出しဆိုတာဘာကိုပြောတယ်ဆိုတော့詳しく調べて隠れていた事実や問題点などを調べて明らかにすること。Hello အားလုံးပဲမင်္ဂလာပါ Real Life Japanese ကနေပြန်လို့ကြိုးစားရပါတယ်ဒီနေ့ sharing လုပ်ပြီးတော့မှာကြတော့ဒီအရိုက်ဒါရှိဆိုတဲ့ဒီလုပ်ငန်းခွင်တွေမှာခဏခဏကြားတတ်တဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ပြောမှဆိုတော့ဒီအရိုက်ဒါရှိဆိုတာကကြတော့ project တစ်ခုခုဒီကိစ္စတစ်ခုကိုလုပ်တဲ့အခါမှာပေါ့နော်ဒီကိုမထင်ထားတဲ့အကြောင်းအရာတွေကိုမထင်ထားတဲ့အချက်လက်တွေကြံ့နေသေးလားပေါ့ပေါ့နော်ဒီဘယ်လိုလိုအပ်ချက်တွေရှိနေသေးလဲပေါ့အဲ့ဒါကိုပြန်ပြီးတော့မှတခြား analyze ပြန်လုပ်ပြီးတော့မှတခြားအစီအစဉ်တကြားပြန်ပြီးတော့လုပ်တဲ့ဟာမျိုးကိုဒီအရိုက်ဒါရှိဆိုပြီးပြောတယ်ပေါ့နော်ဥပမာဆိုရင်များသောအားဖြင့်အသုံးများတာကြတော့ဒီမွန်တိုင်းတန်အိုအရိုက်ဒါဆိုပေါ့နော်ဘယ်လိုအကြောင်းအရာတွေကဒီပြဿနာဖြစ်နေလဲပေါ့အဲ့လိုပြဿနာဖြစ်နေတဲ့ဒီအကြောင်းအရာတွေကိုတစ်ချက်ပြီးတစ်ချက်ပေါ့နော် list ပြန်လုပ်လိုက်တယ်ပေါ့နော်ဒီ list တို့ကဆိုတဲ့အချက်တွေကိုတစ်ခုပြီးတစ်ခုဒီlist ပြန်လုပ်လိုက်တယ်အဲ့ဒီ list ကိုပြန်ကြည့်ပြီးတော့မှတစ်ခုပြီးတစ်ခုပေါ့နော်ဘယ်ဟာက user journey ပေါ့ဆိုတဲ့priority ပေါ့နော်ဘယ်ဟာကအရေးအကြီးဆုံးလဲပေါ့အဲ့ဒါလေးကိုခုလုံးကိုကြီးစိန်ငယ်လိုက်ဒီအရေးကြီးတဲ့အစဉ်လိုက်အတိုင်းပြန်ပြီးတော့တစ်ချက်ချင်းစီဖြည့်ရှင်းသွားတယ်ပေါ့နော်အဲ့ဒါမျိုးလည်းပဲအားလိုက်တာဆိုပြီးတော့ပြောတယ်ပေါ့နော်ဒီ real life Japanese ကဒီဂျပန်ရဲ့လုပ်ငန်းခွင်တွေမှာဂျပန်ရဲ့လူမှုပတ်ဝန်းကျင်တွေမှာခဏခဏကြားတဲ့စကားလုံးတွေအသုံးများတဲ့စကားလုံးတွေကိုမြန်မာလို sharing လုပ်ပေးနေတဲ့ page ဖြစ်ပါတယ်ဆိုတော့တခြားသိချင်တဲ့စကားလုံးတွေတခြားရှင်းပြပေးစေချင်တဲ့စကားလုံးတွေရှိရဆိုရင်လည်းဒီ comment တွေမှာရေးခဲ့ပေးပါနော် bye bye